strawberry cherry ရရင်ရှိဖို့ strawberry လေးနေငါစီအောင်နေ strawberry လားညာစားမှာမလားသွားလိုက်တော့လောကိစ္စလာပါမလည်းမလို့ခေါင်းမြင်နေသူများစီစားချင်တော့ချင်နေဒီမှာမှန်တယ်ဘာလောကိစ္စလဲပြောမလေးမဒါပါတော့အဲ့ဒါစကူဘီကင်ဒါရအဲ့ဒါငှက်ဘီကင်ဘီကင်တူတူပဲမဟုတ်ဘူးလားဘီကင်တူတူပဲလေဒါလည်းပွားသေးဒါလည်းပွားသေးတမျိုးရှိတယ်တော့ပါစတားဘီကင်ရှိတယ်တမျိုးစတားဘီကင်ပစ္စည်းပြတ်နေတယ်သုံးမျိုးဘီကင်လေးကြည့်ပဲမလားဘီကင်လေးကြည့်ပဲဘီကင်နဲ့တမျိုးလေးထုတ်လိုက်ပါတော့အမရခုကြကြုံစတားဘီကင်ရောငှက်ဘီကင်ရောစကူဘီကင်ရောဘီကင်လေးကိုအများရောတမျိုးလူဝင်တန်းတွေမှာရောင်းတာရှုပ်ကုန်ပြီတူတော့တူတယ်လေမတူဘူးလေဒီဘီကင်ကကြတော့ဥမာတမျိုးကြောင့်ပွားရင်ပြီးရောဆိုတဲ့လူတွေတုံးလို့ရတယ်ဈေးနှုန်းလေးလည်းတက်တာတယ်ဟောဒါဒုတိယဈေးနှုန်းတက်တာတဲ့ဟာအတူတူပဲကိုယ့် level နဲ့ကိုယ်ဝယ်ကြတာလေ။ကင်ဥမာ star beacon ဆိုရင်ပစ္စည်းအကောင်းစားတွေတုံးတဲ့လူတွေအဲ့ဒါကိုတုံးတာဥမာသူတို့ဝယ်လိုက်လို့ဂျုံတို့စံတို့မှားရင်တောင်မှအဲ့ beacon လေးထည့်လိုက်ရင်အမားခံတယ်ကွာအဲ့လိုမျိုးသူ့အစင်နဲ့သူဝယ်ကြတာ။အော်ရှုံတာပဲပြီးတော့သူကဘာတွေမှအောင်ဒီ beacon တွေရလဲ။ဘရောရမနင်အခုဘာလဲတာလေမလည်း strawberry တယောက်တည်းစားနေငါခုနကလည်းပြောရနော်ငါ strawberry ကိုလာညာစားတာလားလို့ငါပြောတယ်နော်ကဲဆိုလည်းမစားတော့ရနှလုံးယူသွားတယ်